မင်္ဂလာပါခင်ဗျာမတ်ကောင်းဘတ်နောင်မှာကြိုးဆိုပါတယ်ခင်ဗျာဒီနေ့ကတော့2016ခုနှစ်ဇန်နဝါရီလ25ရက်နေ့ဖြစ်ပါတယ်ဗျာဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့တမိုင်းတွေကမတ်မတ်ရရဖြစ်ပျက်တစ်ခုရှိပါတယ်1995ခုနှစ်ဒီနေ့လိုနေ့မျိုးဇန်နဝါရီလ25ရက်နေ့မှာဆိုရင်မန်ချက်စတာယူနိုက်တက်ပိတ်သက်တွေတင်မကပါဘူးတကဘာလုံးကဘောလုံးဝါသနာအိုးတွေဘယ်တော့မှမေးလို့မရနိုင်တဲ့ဖြစ်ရကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘီရင်ကြီးတို့တင်စားကြတဲ့အဲရစ်ကတ်တိုနာရဲ့နာမည်ကျော်ကူကူကန်ချက်ပါပဲကရိုနာရဲ့ signature ကတော့ခွင်းထဲမှာသူ့ရဲ့ဂျာစီကော်လန်တွေကိုထောင်ပြီးကစားတာပါပဲထောင်ထားတဲ့ကော်လန်တွေကသူ့ရဲ့မာမာနာနဲ့ယုံကြည်မှုကိုပြသနေတယ်လို့ပါပဲဗျာ1995ခုနှစ်ဆက်ဟက်ပတ်ခွင်းထဲမှာ United နဲ့ Crystal Palace တို့ကစားနေကြတာပါအဲ့ဒီပွဲမှာကရိုနာကပြိုင်ပွဲနောက်ခံလူနဲ့ပြဿနာဖြစ်ပြီးအနီးကပ်ပြထုတ်ပယ်ခံလိုက်ရပါတယ်ခွင်းထဲကထွက်သွားတဲ့အချိန်မှာ Palace ပိတ်သက်တယောက်ဖြစ်တဲ့မတ်တရူးဆိုင်မွန်ကကရိုနာကိုပုတ်ကူရရအရိုင်းဆိုင်တဲ့စကားလုံးတွေနဲ့လှမ်းဆဲခဲ့တာပါပုံမှန်ဆိုရင်ကစားသမားတွေကခေါင်းငုံပြီးထွက်သွားရမှာပဲမဲ့ကင်းအဲရစ်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးသူကဒေါသတကြီးနဲ့ထွန်ညာဘုတ်တွေကိုကြော်ခွပြီးအဲ့ဒီပိတ်သက်ရဲ့ရင်ဘတ်ကိုလေထဲမှာပြန်ပြီးကွန်ဖူးကန်ချက်နဲ့ကန်လိုက်တာပါပဲပြီးတော့လက်သီးနဲ့ပါထပ်ထိုးခဲ့ပါသေးတယ်တကွင်းလုံးနဲ့မကပါဘူး TV ရှိကကြည့်နေတဲ့သူတွေပါအံ့ဩမှင်သက်သွားခဲ့ရတဲ့အခိုက်အတန့်တွေပေါ့ဗျာဒီဖြစ်ရကြောင့်ကန်တိုနာဟာကိုလာတီဘောလုံးကန်ဝင်ပိတ်ပင်ခံခဲ့ရတယ်လို့ပေါင်3000တန်ငွေလည်းရိုက်ခံခဲ့ရပါတယ်အင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကပေါင်2000နဲ့နောက်ထပ်ပေါင်1000ထပ်တိုးချမှတ်ခံခဲ့ရတာဖြစ်ပါတယ်တရားရုံးပြည်တဲ့အနေနဲ့မူလကထောင်ဒဏ်2ပတ်ချမှတ်ခံခဲ့ရတော့လေအယူခံဝင်ပြီးနောက်နိုင်ပေါင်း120ကြာလူမှုအကျိုးပြုလုပ်ငန်း community service လုပ်ကိုင်ရန်ပြောင်းလဲသတ်မှတ်ခံခဲ့ရပါတယ်။ပြည်သက်လေးစဉ်တရဲ့အသင်းကောင်းဆောင်အဖြစ်မှလည်းရုပ်သိမ်းခံခဲ့ရပါတယ်။ထူးခြားတာတစ်ခုကအသင်းသားတွေကိုအမြဲ hair dryer treatment ပေးလေးရှိတဲ့ Sir Alex Ferguson ဟာအဲ့ဒီနေ့ကကန်တိုနာကိုတခုံးမှမဆိုခဲ့ပါဘူး။အခြားကစားသမားတွေကမင်းတို့ကစားတာဘာဖြစ်နေတာလဲလို့အော်ဟစ်ဆူပူခဲ့ပြီးကန်တိုနာကိုတော့အဲ့ရစ်မင်းဒီလိုမျိုးလုပ်လို့မရဘူးလေဆိုပြီးဒေသအေးနဲ့ပဲပြောခဲ့တာပါဒါဟာကန်တိုနာပေါ်ဖာဂူဆန်ဘလောက်ထိယုံကြည်မှုရှိလဲဆိုတာကိုပြလိုက်တာပဲဖြစ်ပါတယ်လူများစုကတော့သူ့ရဲ့ကစားသမားဘဝပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပေမဲ့ဆာအဲလက်စ်ဖာဂူဆန်ကတော့သူ့ဘက်ကရက်တည်ပေးခဲ့ပါတယ်ပွဲပဲပြစ်ဒဏ်ပြီးလို့သူပထမဆုံးပြန်ကစားတဲ့ပွဲကဘယ်အသင်းနဲ့လဲသိကြလားဗျကန်ဂျမာကတိုက်ဆိုင်စွာနဲ့ပဲလီဗာပူးနဲ့ပွဲပါအဲ့ဒီပွဲမှာသူကကိုဖန်တီးမှုတစ်ချိန်ပင်နယ်တီကိုတကိုးသွင်းပြီးယူနိုက်တက်ပြည်သက်တွေကိုသူဟာဘယင်ဆိုတာပြန်ပြီးတက်တည်ပြခဲ့ပါတယ်သူပြန်လာတဲ့အချိန်မှာ United ကို Double Champion ဖြစ်အောင်ပြန်လုပ်ပေးနိုင်ခဲ့တာကတော့တကယ်ကိုရုပ်ရှင်ဆန်လုံးပါတယ်။ဒါပြင်ဒီဖြစ်ရပြီးသတင်းစာရှင်းလင်းပွဲမှာကန်တိုနာကစာကြောင်းတစ်ကြောင်းနဲ့ပြောပြီးထွက်သွားခဲ့တာပါ When the seagulls follow the shark, it's because they think sardines will be thrown into the sea. ဒီဖြစ်ရကြောင့်သတင်းတော်တွေဝိုင်းအောင်နေတဲ့အချိန်မှာသူပြောခဲ့တဲ့စကားတစ်ခုကအခုထိနာမည်ကြီးနေတော့မှာပဲ။ When the seagulls follow the trawler, it is because they think sardines will be thrown into the sea သူကစင်ရော်တွေဟာငါးဖမ်းလီနောက်ကိုလိုက်နေကြတာစာတင်ငါးသေးတွေကိုပင်လယ်ထဲပစ်ချပေးလိမ့်မယ်လို့မျှော်လင့်နေကြလို့ပါပဲဆိုတဲ့စကားကိုဒီဒီညင်ညင်ပြောပြီးထွက်သွားခဲ့ပါတယ်ဒီဘက်ကတော့သတင်းတော်တွေဟာသူ့ရှိကသတင်းပုတ်တိုရလို့ရညာစောင့်နေကြတာကိုခနဲ့ခဲ့တာပေါ့လေကတိုနာနောက်ပိုင်းမှာပြောခဲ့ဘူးပါတယ်ငါဘွားရဲ့အကောင်းဆုံးမိုးမန့်ကအဲ့ဒီလူရန်ကားကိုကန်ခဲ့တာပဲဆိုပြီးတော့ပါကဲဘော်ရာတို့ရောကတိုနာရဲ့ဒီလိုရအပေါ်ဘယ်လိုမြင်ကြလဲသူကကိုကာဝခဲ့တာလားဒါမှမဟုတ်စီးကမ်းမရှိတဲ့လောက်ရပဲလားပြီးတော့ဒီနေ့ခေတ်မှာဒါဒီလိုမျိုးကွင်းထဲမှာကန်လိုက်မယ်ဆိုရင်ဘယ်လောက်ထိအပြစ်ပေးခံရမယ်ထင်ပါလဲဗျဒီဗီဒီယိုရဲ့အောက်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြကြပါဦးဒီစုနားဆင်ပေးကြလို့ကျေးဇူးထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြတာပေါ့တာဒါ